자, 이미 지거들아! သူမဟာကုသလို့မရတဲ့ကင်ဆာရောဂါနောက်ဆုံးအဆင့်ခံစားနေရချိန်မှာသူမရဲ့ယောက်ျားဖြစ်သူဟာသူမရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ဖောက်ပြနေတာကိုသိလိုက်ရပါတယ်။ပိုဆိုးတာကအဲ့ဒီလိုဖောက်ပြနေတာကိုပြီးသွားတဲ့အချိန်မှာယောက်ျားဖြစ်သူကသူမကိုကြမ်းကြမ်းတမ်းတမ်းတွန်းချလိုက်ပါတော့တယ်။ဘယ်လီတယောက်ဟန်ချက်ဖြစ်သွားပြီးသူမရဲ့ခေါင်းကကော်ဖီစပွဲနဲ့တရှိန်ပြင်းပြင်းစောင့်ပြီးသွားကြတယ်။နောက်ဆုံးသူမကိုတေးစေခဲ့တာကကင်ဆာရောဂါမဟုတ်ပဲသူမရဲ့ယောက်ျားဖြစ်နေလိမ့်မယ်လို့သူမဘယ်တော့မှထင်မထားခဲ့မိဘူး။ဒါကြောင့်မလို့ဘယ်လီဟာအနာဂတ်ကမှတ်ဉာဏ်တွေကိုတည်ဆောင်ရင်းလွန်ခဲ့တဲ့10နှစ်အချိန်ကိုပြန်လည်ဝန်စားလာခဲ့ပါတယ်။အနာဂတ်ဘဝကအဖြစ်ဆိုးတွေဖြစ်မလာအောင်သူမရဲ့ယောက်ျားနဲ့အချစ်ဆုံးတငယ်ချင်းကိုပေါင်းပေးဖို့ဆုံးဖြတ်လိုက်တယ်။ညစာစားနေတော့တငယ်ချင်းဖြစ်သူကပကံထဲကိုကင်းချီတွေအများကြီးထည့်နေတာကိုမြင်တော့ဘေလီကအရင်ဘဝကိုချက်ချင်းတတိယသွားတယ်။အရင်ဘဝမှာတငယ်ချင်းဖြစ်သူကသူမကိုတမင်တက်တက်လှည့်စားခဲ့ပြီးစိုးရင်ဟန်ဆောင်ကဟင်းတွေအားလုံးကိုသူမမျက်နှာပေါ်တွန်းချခဲ့တာကိုပေါ့။ဒီတစ်ခါတော့ဘေလီကတငယ်ချင်းဖြစ်သူကိုတတိကြီးထားပြီးစောင့်ကြည့်နေခဲ့တယ်။တငယ်ချင်းဖြစ်သူကစပြီးလှုပ်ရှားတော့မယ့်အချိန်မှာပဲဘေလီကရုတ်တရက်နောက်ဆုတ်လိုက်ပြီးသူမကိုခလောက်တိုက်မိအောင်လုပ်လိုက်တယ်။သူမရှိကိုပေါက်ရက်လဲကြတော့မယ့်အချိန်မှာဂျင်းကလည်းအဲ့ဒီနားကနေဖျက်ချောက်သွားတယ်နဲ့အတော်ပဲဖြစ်သွားတယ်။ 에이. ဒါကြောင့်ဘေလီကသူတို့နှစ်ယောက်လုံးကိုအောင်မြင်စွာကလဲဆောက်ချင်နိုင်ခဲ့တယ်။အဲဒီနောက်ကျန်အတွက်တီရှူးသွားယူပေးမယ်ဆိုပြီးအိမ်သားဘက်ကိုဟန်ဆောင်ထွက်လာချိန်မှာတရားရောက်ကအကူအညီတောင်းနေတဲ့အသံကိုကြားလိုက်ရတယ်။ဘေလီလည်းကူညီဖို့ချက်ချင်းပြေးသွားခဲ့ပြီးအဲဒီလူရဲ့သွေးကွက်တွေကိုသူမရဲ့အင်ဂျင်နဲ့ဖုံးကွယ်ပေးလိုက်တယ်။အကူအညီရသွားတဲ့ဂျန်လီကအရန်ကိုကျေးဇူးတင်သွားတယ်။ဘာလို့လဲဆိုတော့ဆော့ဆော့ကအကူအညီတောင်းတဲ့ကိုကြားတဲ့တခြားတစ်ယောက်ကမကူညီတဲ့အပြင်သူမကိုလောင်ပြောင်းသွားခဲ့လို့ပါပဲ။ဘေလီကတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းကိုချက်ချင်းတန်တရားဝင်သွားတယ်။ဘာလို့လဲဆိုတော့ဆော့ဆော့ကသူမတငယ်ချင်းလည်းအိမ်သားထဲမှာရှိနေခဲ့လို့ပါ။အလုတ်စင်းတော့တငယ်ချင်းဖြစ်သူကဘေလီကိုနက်ကတ်တရားပေးပြီးကျောင်းလုံးကအတန်းဖော်ပြီးပြန်ဆုံပွဲမှာဒါကိုမဖြစ်မနေဝစ်လာခဲ့လို့ပြောတယ်။အရင်ဘဝမှာအဲ့ဒီအတုပါနာကတ်တွေကြောင့်ပြန်ဆုံပွဲမှာသူမဟာကျောင်းကအနိုင်ကျင့်တတ်တဲ့သူတွေရဲ့ပြေးမှဖြစ်ခဲ့ရတာကိုဘေလီပြန်တတိယသွားတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမကိုသူမပြန်လဲကဲတင်းကိုဆုံးဖြတ်ထားပြီးသားပါ။သူမကိုယ်တိုင်ကဝတ်စားတင်ကိုဝတ်တက်တာကြောင့်ဂျန်နီစီတော့အကူအညီတောင်းတော့ဂျန်နီကလည်းဝမ်းသာအားရအကူအညီပေးခဲ့တယ်။ဂျန်နီကဘေလီကိုအစ်စ်မြင့်အလှပြင်ဆိုင်တစ်ခုကိုခေါ်သွားပြီးသူမရဲ့ VIP အခွင့်အရေးကိုတုံးကခင်မီတဲ့စပင်ပုံစံနဲ့မိတ်ကပ်ကိုတိတိကျကျလေးပြင်ဆင်ပေးခဲ့တယ်။ပြန်ဆုံပွဲကိုဘေလီရောက်လာတဲ့အခါမှာတော့လူတိုင်းရဲ့အကြည့်တွေကသူမစီကိုရောက်သွားခဲ့တယ်။အချစ်ဆုံးတငယ်ချင်းဆိုသူတောင်ချက်တည်ပြီးသွားခဲ့တယ်။စကားပြောနေရင်ဘေလီကသူမရဲ့နက်ကတ်ကိုတမင်တတ်တတ်ထုတ်ပြလိုက်တယ်။အနားမှာရှိတဲ့အတန်းပေါ်တွေကသူမရဲ့နက်ကတ်ကသူမတငယ်ချင်းရဲ့နက်ကတ်ထက်အရေးအသွေးအများကြီးတာနေတာကိုချက်ချင်းတတိထားပြီးတော့ကြတယ်။တကယ်တော့တငယ်ချင်းဖြစ်သူကသူမကိုယ်တိုင်အရေးအသွေးမင်းနဲ့အတုကိုဝတ်ထားပြီးဘေလီကိုကြတော့အတုအညံ့စားလေးတမင်တတ်ပေးထားခဲ့တာ။ဒါပေမဲ့ဘေလီဝတ်ထားတာကဂျန်နီပေးထားတဲ့တန်ဖိုးကြီးအစ်အမှန်ခင်နေလိမ့်မယ်လို့သူမဘယ်တော့မှထင်မထားခဲ့မိပါဘူး။